အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးခြင်းတဲ့အကြောင်းအလေးကတော့ဒီ Circuit Speed မှာသုံးနေရဲ့အကောင့်လေးအကြောင်းကျွန်တော်ပြောပြပေးခြင်းပါတယ်ဗျဟုတ်ကျွန်တော်ဒီရဆိုရင်တော့အရင်တော့FPG Mini တွေပေါ့နော် FPG Mini တော့ကျွန်တော်ပါလုပ်လိုက်တဲ့ဆိုတော့ဒီကျွန်တော် Circuit Speed မှာပြောင်းပြီးတော့သုံးကြည့်လိုက်တဲ့အခါမှာကျတော့ကျွန်တော်ဒီ FPG တော့လွတ်တယ်ပြီးတော့ test တွေပြောင်းနေပေါ့နော်အဲ့ဒါနဲ့ကျွန်တော်မသုံးမဲနဲ့ရန်နေငယ်တော့ပြစ်ထားလိုက်တယ်ပြစ်ထားလိုက်တဲ့အခါမှာအခုပြန်ဝင်သုံးကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော် test တွေလည်းအကုန်ပြန်ပေါ်နေပြီ machine တွေလည်းကျွန်တော်အကုန်ပြန်ယူလို့ရနေပြီပေါ့နော်မိတ်ဆွေတို့ရေကျွန်တော်နီလန်လေးတန်လိုက်ပြီးတော့လုပ်ကြည့်ကြပါအဆင်ပြေပါလိမ့်မယ်ဗျဟုတ်မီဖုန်းလေးမှာအားသာချက်ကအဲ့အလေးတစ်ခုတော့အားသာရပေါ့နော် circuit speed ထားပြီးတော့တုံးလိုက်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ပတ်ဆက်ကိုပို့ပြီးတော့ကျွန်တော်ဒီဂျပန်ယန်နေရှာလို့ကောင်းတာပေါ့ဗျာเนาะကျွန်တော်ဒီမှာလည်းအဆင်ပြေတယ်ဟိုမှာလည်းမူလ3နေရဲ့အကောင့်မှာလည်းရန်နေရရဲဆိုတော့ကျွန်တော်ဒီတလာကိုဒီဂျပန် TikTok Live ကနေပြီးထုတ်လို့ရမယ်ပတ်ဆက်ငွေရမနေဘူးပေါ့ဗျာเนาะအဆင်ပြေကြပါစေမိတ်ဆွေတို့အနေနဲ့လုံးကြည့်တဲ့အခါမှာအဆင်မပြေဘူးကြောင်းရတစုံတစ်ခုအခက်ခဲဖြစ်တယ် Circuit Speed မဖွင့်တတ်ဘူးဆိုရင်တော့ကျွန်တော်ရဲ့ comment အောက်မှာဝင်ရောက်မှတ်ခဲ့ပေးပါကျွန်တော်အကောင်းဆုံးပြောပြပေးခဲ့ပါမယ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကျွန်တော်ပြောပြခဲ့တဲ့အကြောင်းအရာတွေမိတ်ဆွေတို့အတွက်အသုံးဝင်တဲ့အဆင်ပြေဆိုရင်ကျွန်တော်ရဲ့အကောင့်လေးကို like and follow လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ